အကျင့်စရိုက်ကမျက်လုံးမှာပေါ်တယ်။ခိုးတဲ့အကျင့်ရှိသူသည်မျက်လုံးမှာပေါ်တယ်။ဘဝစရိုက်ကခန္ဓာကိုယ်မှာပေါ်တယ်။အတော့အစားကျန်းသူသည်ခန္ဓာကိုယ်ကိုဂရုမစိုက်။အမှန်တရားကကိုယ်နှုတ်အမူအရာမှာပေါ်တယ်။မှန်ကန်သူသည်ရဲရင့်စွာပြုမူတယ်။စိတ်ဓာတ်အင်အားကောင်းခြင်းကအတန်မှာပေါ်တယ်။ဇွဲကြီးသူသည်ယုံကြည်မှုအတန်ဖြင့်ပြောတယ်။ကျမ်းမာရေးကောင်းခြင်းကအသားအရည်မှာပေါ်တယ်။ကျမ်းမာရေးကောင်းသူသည်အသားအရည်ဆိုပြေတယ်။ရိုးသားခြင်းကလှုပ်ဆောင်မှုတွေမှာပေါ်တယ်။ရိုးသားခြင်းသည်အောင်မြင်ခြင်းဖြစ်တယ်။စင်ချင်တုံတရားကထမင်းစားရင်ပေါ်တယ်။စင်ချင်တုံတရားမဲ့သူသည်မိမိဝမ်းတစ်လုံးအတွက်သာစဉ်းစားတယ်။ကြောက်ရွံ့ခြင်းကခြေထောက်မှာပေါ်တယ်။ကြောက်သောသူသည်ပြေးလေရှိတယ်။လူသားဆန်ခြင်းကအားနည်းတဲ့သူတွေနဲ့တွေ့ရင်ပေါ်တယ်။အယုတ်အလက်အမျက်မရွေးလူလိုတွေးတယ်။